ကဲအားလုံးပဲမင်္ဂလာပါတကယ်ချင်းတို့ရဲ့ပေါ့နော်ချောင်းဝင်ဘလော့ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာဆိုရင်ချောင်းဝင်ကတော့တကယ်ချင်းတွေကိုသိချင်ကြတယ်ပေါ့နော်ဒီလိုမျိုးပုံတွေကိုနော်ကျွန်တော်တို့ဒီလိုမျိုးပုံတွေဒီလိုမျိုးလုပ်နေတဲ့ပုံတွေကိုဘယ် software မျိုးကိုလုပ်နေပါသလဲလာမင်းနေကြတဲ့တကယ်ချင်းတွေကိုစစ်ပါတယ်ပေါ့နော်တကယ်ချင်းတို့ရေပေါ့နော် Facebook ထဲမှာပဲလုပ်လို့ရပါတယ်နော်တခြား platform ကိုလည်းတခြား website လေးကိုလည်းapplication တွေကိုလည်းဘာလုပ်စရာလည်းမလိုဘူးနော် Facebook ထဲမှာလည်းစစ်ပါတယ်ပေါ့နော်မသိတဲ့သူငယ်ချင်းတွေကိုဒီနေ့မှာချောင်းဝင်အတူတူသွားကြည့်ကြမယ်ပြပေးမယ်နော်โอเค bye ပါအရင်ဦးဆုံးကျွန်တော်တို့ Facebook account ထဲကိုဝင်လိုက်ပါခင်ဗျာပြီးရင်ဒီ profile လေးကိုတစ်ချက်လေးဝင်လိုက်ပါကျွန်တော်တို့တင်တဲ့ပုံတွေတင်တဲ့ဗီဒီယိုလိုမျိုးပဲတင်ပါနော်လွယ်လွယ်လေးပါပဲခင်ဗျာတကယ်ကျွန်တော်ရေပေါ့နော်ပြီးရင်ဒီတက်ပုတ်တင်အပုတ်တင်ရင်ဒီနေရာကိုနှိပ်ရမှာပေါ့နော်တကယ်ကျွန်တော်သိမှာပါနော်โอเคပြီးရင်ခုနကပုတ်ကကျွန်တော်ကတော့ဖြည့်လိုက်ပြီးဆိုရင်ကျွန်တော်ကနောက်ထပ်တစ်ပုတ်ပြောင်းကူလိုက်တာပေါ့နော်ဒီမှာနော်နောက်ပတ်တိအရင်တစ်ချက်ကတော့ဒီပုတ်ကိုအရင်ထားရမှာဖြစ်ပါတယ်ပေါ့နော်အရင်ထားရအရင်တင်ရမှာတစ်ချက်လေးနှိပ်လိုက်ပါနှိပ်လိုက်ပြီးဆိုရင်ဒီလိုမျိုးတက်လာပြီးဆိုရင်ပေါ့နော်တကယ်ကျွန်တော်ရေပေါ့နော်နော်ဒီလိုမျိုးထားချင်တယ်ဆိုရင်နော်ဒါတော့စစ်ပြီးသားနော်နောက်ထပ်တစ်ပုတ်ကျွန်တော်ထည့်ထားမယ်ပေါ့နော်โอเคပြီးရင်ပြန်မနှိပ်ရမလဲဆိုရင်ပေါ့နော်ဒီနေရာပေါ့နော်တစ်ချက်လေးနှိပ်လိုက်ပါပြီးရင်တကယ်ကျွန်တော်ရေပေါ့နော်ဒီနေရာလေးကိုနှိပ်ပါနော်ဝင်ပါနော်တစ်ချက်လေးပါနှိပ်လိုက်ပါနှိပ်လိုက်ပြီးဆိုရင်ခုနကဒီလိုမျိုးပုတ်လေးမျိုးကိုဆက်ထားမယ်ပေါ့နော်ဘယ်မှာသွားနှိပ်ရမလဲဟိုးအပေါ်ကတွေ့တယ်မလားဒီနေရာလေးပေါ့နော်တစ်ချက်လေးနှိပ်လိုက်ပါနော်နှိပ်လိုက်ပြီးဆိုရင်ဒီမှာအဲ့ပုတ်လေးနေရာလေးကိုတစ်ချက်ကိုဝင်နှိပ်လိုက်ပါဝင်နှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့တင်ချင်တဲ့ပုတ်လေးကိုနောက်ထပ်တဲ့ပုတ်ရွေးလိုက်ပါခင်ဗျာဒီမှာနော်ကျွန်တော်ဒီကတော့ဒီပုတ်ကိုရွေးမယ်တွေ့လားနော်ဥပမာဒါကတော့ကျွန်တော်အသေးသေးလေးမလုပ်ထားရသေးဘူးပေါ့နော်ဒါတော့ကျဲသွားတယ်ဥပမာပေါ့နော်ဒီမှာတပုတ်လဲစီးတယ်ဒီမှာတပုတ်လဲစီးတယ်ထားချင်တယ်ဆိုရင်ပေါ့နော်သဘောမျိုးပါနော်တပုတ်ပဲထားချင်လဲထားလို့ရတယ်အကျဲလေးထားချင်လဲထားလို့ရပါတယ်တွေ့လားနော်ဒီလိုမျိုးဆိုရင်နော်ဒီဖက်မှာတပုတ်ဒီဖက်မှာတပုတ်ထားချင်လဲထားလို့ရပါတယ်ပေါ့နော်တွေ့တယ်မလားလုံးမတားတဲ့သူငယ်ချင်းအတွက်ပဲဖြစ်ပါတယ်ပေါ့နော်လှုပ်တားတဲ့သူတွေဆိုရင်ကြော်သွားလို့ရပါတယ်ခင်ဗျာပေါ့နော်တကယ်ချင်းလေးပေါ့နော်โอเคပါဒီလိုမျိုးဖြစ်သွားပြီဆိုရင်စာလေးကိုရေးချင်တယ်ဆိုရင်ဒီနေရာလေးကိုအေးလေးကိုထည့်လိုက်ပါခင်ဗျာနော်ဘာစာကိုရေးချင်ပါသလဲနော်အားလုံးပဲမင်္ဂလာပါခင်ဗျာလားအားလုံးပဲမင်္ဂလာပါလားရေးလို့ရတယ်ပေါ့နော်ရေးထည့်လိုက်ပေါ့နော်ရေးချင်တဲ့စာလုံးလေးကိုရေးလို့ရပါတယ်နော်ဒီလိုမျိုးဆိုရင်ဒီနေရာလေးကိုတစ်ချက်လေးထည့်နေလိုက်ပါပေါ့နော်โอเคဒါမျိုးဆိုရင်ဘယ်နေရာကိုထားချင်ပါသလဲဒီစာလုံးလေးကလက်ကလေးနဲ့ဖိလိုက်ဒီလိုမျိုးနော်လက်နဲ့ချောင်းနဲ့ဖိလိုက်ဆိုရင်ဒီလိုသေးသေးလေးလိုချင်ပါသလားကြဲလေးလိုချင်ပါသလားဒီလောက်လေးလိုချင်ပါသလားဘယ်နေရာကိုထားချင်ပါသလဲဒီနေရာကိုထားချင်ပါသလားနော်အေးစေပဲတွေ့တယ်မလားဒါဆိုရင်ကိုတင်ချင်တယ်ဆိုရင်တင်လို့ရပါပြီနော်ဘယ်နေရာကိုတင်ချင်ပါသလဲဒီနေရာနော်တင်မယ်ဆိုရင်ဒီနေရာပဲနော်တူပါပဲနော်ပြီးရင်စာပါရေးချင်ပါသလဲရေးလိုက်ပေါ့နော်ပါရေးချင်ပါသလဲဆိုရင်တော့ဒီနေ့မဟုတ်ဘူးဒီလမဟုတ်ဘူးတော့ရပါပြီနော်မရေးချင်တဲ့စကားလည်းပြောလို့ရပါတယ်ပေါ့နော်ဖိုထဲမှာဒီလတော့မဟုတ်ဘူးရပါပြီမဟုတ်ဘူးရပါပြီဟေးโอเคနော်ဒါဆိုရင်ကျွန်တော်တို့တင်မယ်ဆိုရင်တင်လိုက်ပေါ့နော်တင်မယ်ဆိုရင်တင်လိုက်ပါဒီနေရာလေးကိုတင်လိုက်ပါပေါ့နော်ปึ๊ဒ်နောက်ဆိုရင်ပါထည့်ချင်ပါတယ်အောက်မှာပါမထည့်ချင်ဘူးဆိုရင်ဆက်တင်လိုက်ပါခင်ဗျာပေါ့နော်ဒီလိုမျိုးပေါ့နော်ปึ๊ဒ်လွယ်လွယ်လေးပဲတွေ့တယ်မလားတကယ်ချင်းတွေပေါ့နော်ဒါဆိုရင်ဒီဗီဒီယိုလေးကဒီလောက်လေးနဲ့ပဲပေါ့နော်တကယ်ချင်းတွေပေါ့နော်လာမင်းနေတဲ့တကယ်ချင်းကိုလည်းဖြစ်ပေးလိုက်ပါပြီပေါ့နော်မသိတဲ့တကယ်ချင်းကိုအတွက်ကိုလည်းသိရအောင်များများ share ပေးကြပါလို့နော်โอเคပါบ๊ายบาย